အပြိုပေါ်ဝင်ကားစားအရွယ်မှာတမတာသွေးမပေါ်တာဘာကြောင့်လဲအားလုံးပဲမင်္ဂလာပါရှမ်းတီဗီတိုင်းစီတိုင်း page ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့မြန်မာတိုင်းစီဆရာဆိုင်းကျော်စစ်ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာပြောပြပေးရမယ့်အကြောင်းအလေးကတော့အပြိုပေါ်ဝင်ကားစားအရွယ်မှာတမတာသွေးမပေါ်တာဘာကြောင့်လဲဆိုတဲ့အကြောင်းအလေးပဲဖြစ်ပါတယ်အမျိုးသမီးတွေကိုအသက်အရွယ်အဖြစ်အရွယ်၃ပါးပိုင်းခြားနိုင်ပါတယ်ပထမအရွယ်မရောက်သေးတဲ့သူဒုတိယအရွယ်ရောက်ပြီးတဲ့သူတတိယအရွယ်လွန်သူဆိုပြီးတော့၃မျိုးပိုင်းခြားနိုင်ပါတယ်နံပါတ်1ပထမအရွယ်မှာဖြစ်တတ်တဲ့မီးရက်နဲ့ပတ်သက်တဲ့ယောဂတွေကိုတော့ပင်လယ်ကူးမီးရက်ယောဂလို့ခေါ်ပါတယ်ပင်လယ်ကူးဆိုတဲ့အဓိပ္ပာယ်ကအစားတစ်ခုနဲ့တစ်ခုကူးဆက်ရာဆုံရအပိုင်းခြားလို့အဓိပ္ပာယ်ရပါတယ်ဒါကြောင့်အမျိုးသမီးတွေကလေးဘွားကနေပြောင်းလဲပြီးတော့အပြိုပေါ်ဝင်ချိန်ကာလမှာဖြစ်တတ်တဲ့မီးရက်နဲ့ပတ်သက်တဲ့ယောဂတွေကိုပင်လယ်ကူးမီးရက်ယောဂလို့ခေါ်ဆိုခြင်းဖြစ်ပါတယ်ပင်လယ်ကူးမီးရက်ယောဂကိုသွေးအားနည်းပြီးတော့သမတာသွေးမပေါ်ခြင်းသွေးအားရှိလျက်သမတာသွေးမပေါ်ခြင်းဆိုပြီးတော့နှမျိုးထပ်ခွဲခြားနိုင်ပါတယ်ဆိုတော့သွေးအားနည်းပြီးတော့သမတာသွေးမပေါ်ခြင်းဟာဘာကြောင့်ဖြစ်တယ်လဲတိုင်းစီပညာရဆိုရင်ကန်စေဥတုအာဟာရဆိုတဲ့အချက်လေးချက်နဲ့စစ်ဆေးနိုင်ပါတယ်ဥပမာပူဆက်ချင်တဲ့အရာရှိတဲ့အစာတွေကိုအစာများတာအာဟာရဓာတ်နေတဲ့အစာတွေကိုအစာများတာကျင်ကြီးကျင်ငယ်တို့ရဲ့အဟုန်တွေကိုချုပ်တီးတာများတာတွေပြီးတော့မွေးရပါယောဂတစ်ခုခုရှိတာသွေးအားနည်းစေတဲ့ခန္ဓာကိုယ်ကသွေးဆုံးရှုံးမှုကိုဖြစ်စေတတ်တဲ့နာတာရှည်ယောဂတွေတစ်ခုခုရှိတာကလေးစိတ်မကုန်နေတာတွေအရွယ်ရောက်စအချိန်မှာအဆက်အကြောက်ကြီးတာတွေဒါမှမဟုတ်စိတ်တော်ကများတာတွေငယ်စဉ်ကစိတ်ထိခိုက်မှုတစ်စုံတရာနဲ့ကြုံတွေ့ရခဲ့ခြင်းတို့ကြောင့်ဖြစ်တတ်ပါတယ်ဆိုတော့အထက်ပါအကြောင်းရင်းမှတစ်ခုခုကြောင့်ခန္ဓာကိုယ်မှာအပူလွန်ကဲလာပြီးတော့သွေးသားခန်းချောက်ပြီးတော့သွေးအားနဲ့ကတပတာသွေးမပေါ်ခြင်းဖြစ်ပါတယ်ဆိုတော့ဘယ်လိုလက္ခဏာတွေပြမလဲသွေးအားနဲ့ခြင်းခန္ဓာကိုယ်ကြုံလီခြင်းအသားရည်၆ကက်ဖြူဖြောခြင်းကိုယ်သားကိုယ်ရည်ခြေဖွားလက်ဖွားတွေပူတာတွေငယ်စဉ်ကနေစပြီးတော့မကြာခဏနှာခေါင်းသွေးရှက်တာတွေဖြစ်တတ်ပါတယ်ဆိုတော့ဒီလိုဖြစ်လာရင်ဘယ်လိုကုသနိုင်မလဲသွေးပေါ်စီဖို့ဆိုပြီးတော့ပူခါငှက်အရတာရှိပြီးတော့သွေးကိုတက်ဆင်းစေတတ်တဲ့ဆေးအစာဟာရတွေပြီးကျွေးမိရင်မာယွန်းတက်ပါတယ်အပူလွန်ကဲပြီးတော့သွေးသားခန်းချောင်းနေတဲ့လူနာတနည်းအားဖြင့်အပူနာကိုပူတဲ့ဆေးအစာတွေပြီးကျွေးမိရင်ပင်ကိုကအပူလွန်ကဲနေတာဖြစ်တဲ့အတွက်ယောဂါပို့ပြီးတော့ပုံမှုဆိုးဝါးတက်ပါတယ်ဒါကြောင့်ဓမ္မတာသွေးပေါ်ခြင်းအရွယ်ဖြစ်တဲ့အပြိုပေါ်ဝင်စား73 74 15အရွယ်အမျိုးသမီးတွေဓမ္မတာသွေးမပေါ်ဘဲနေရဆိုရင်တေချာစာစစ်ဆေးပြီးမှစိတ်ကုသပြီးဖို့အထူးလိုအပ်ပါတယ်ဒါကြောင့်ရှေ့ဦးစွာအားရှိစေဖို့သွေးအားကောင်းစေတဲ့ဆေးအစာဟာရတွေပြီးကျွေးဖို့လိုအပ်ပါတယ်အားရှိလာတဲ့အခါမှာယာတီသွေးပေါ်အောင်ကုသပေးရပါမယ်တကယ်လို့သွေးအားနည်းခြင်းဟာမူရပါယောဂဒါမှမဟုတ်နာတာရှည်ယောဂအကြောင်းဖြစ်တယ်ဆိုရင်မူရအကြောင်းရင်းခံယောဂကိုတက်တာပြောက်ကင်စေရန်အတွက်ပါကုသမှုပြုလုပ်ပေးဖို့လိုအပ်ပါတယ်သွေးအားကောင်းလာစေဖို့ဆိုရင်ဆောင်ရံအနေနဲ့သွေးအားကောင်းစေတဲ့ဆေးနဲ့အစာအာဟာရတွေပြီးကျွေးဖို့လိုအပ်ပါတယ်ဥပမာနွားနို့ကြက်ဥငပြောတီကြက်သားငါစားရတွေကိုပြီးကျွေးဖို့လိုအပ်ပါမယ်ပြီးရင်အေးဝါအိမ်မယ်ကောင်းစောအနာယူဖို့လိုအပ်ပါတယ်ဆောင်ရံအနေနဲ့ပူဆက်ချင်ရတာရှိတဲ့အစာတွေကိုရှောင်ရှားဖို့လိုအပ်ပါတယ်ဥပမာငရုတ်တီလက်လုတ်ချင်းအကြော်လော်တွေကိုအလွန်ကျွံစားသုံးခြင်းနဲ့ရှောင်ရှားဖို့လိုအပ်ပါတယ်။တွေးရကောင်းလာပြီဆိုမှဆောင်းရံအနေနဲ့တွေးကိုတက်ဆင်းစေတဲ့ဆေးအစာအာဟာရတွေပြီးတွေးဖို့လိုအပ်ပါတယ်။ရှောင်းရံအနေနဲ့အေးဖန်ချုပ်စေတဲ့တွေးချုပ်လေချုပ်စေတဲ့ဆေးအစာအာဟာရတွေကိုရှောင်ရှားဖို့လိုအပ်ပါတယ်။ဥပမာအဲရွယ်အကြိုက်များတတ်တဲ့လက်ဖက်တို့တရက်တီတို့အချင်ပေါင်းတို့ပေါ့နော်ဒါမျိုးတွေကိုရှောင်ရှားဖို့အထူးလိုအပ်ပါတယ်ဆိုတော့ဒီလောက်ဆိုရင်အပြိုပေါ်ဝင်ကစားအရွယ်မှာဓမ္မတာသွေးမပေါ်တာဘာကြောင့်လဲဆိုတဲ့အကြောင်းရင်းကိုအကျဉ်းဖြင့်တော့နားလည်လောက်မယ်လို့ယုံကြည်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ